မင်္ဂလာပါရှင်ရှုမွန်နေချင်နေရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဆရာမင်းယူဝေရဲ့ပညာရှိငှက်အိုးဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်အားပေးကြပါအောင်ရှင်ကြိုက်တဲ့ဆိုရင် like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့နော်တခါကတော့အုပ်တစ်ခုထဲမှာအကိုင်အခက်လက်အရွက်တွေဝဝဆဆရှိတဲ့မြင်မာတဲ့တစ်ပင်ကြီးရဲ့ထိပ်ဖျားမှာငန်းတအုပ်ကအတိုက်လုပ်ပြီးတော့နေထိုင်ကြပါတယ်ငန်းငှက်တွေထဲမှာငန်းအိုကြီးတစ်ကောင်ကတော့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ဒီနေ့မှာတော့သူကတစ်ပင်ချေရင်မှာပရက်ကပေါက်နေတဲ့ຫນွယ်ပင်လေးတစ်ပင်ကိုတွေ့မြင်တော့ဒါကိုကြည့်ပြီးစဉ်းစားဆင်ခြင်မိလို့အဖော်ငှက်တွေကိုသတိပေးပြောဆိုလိုက်ပါတယ်အဆွေတို့ຫນွယ်ပင်ငယ်ကိုမြင်ပါသလားငါတို့အတွက်အန္တရာယ်ဖြစ်တယ်ဒါကိုချက်ချင်းပဲငါတို့ဝိုင်းဝန်းဖြစ်စီကြပါစို့ငန်းငှက်တစ်ကောင်ကတော့ဘာကြောင့်ဒီຫນွယ်ပင်ကိုဖြစ်စီရမှာလဲအလွန်သေးငယ်ပြီးတော့မမှုလောက်တဲ့အပင်ကလေးပါလို့ကန့်ကွက်ပြောဆိုပါတယ်အဆွေတို့အခုကဒီຫນွယ်ပင်ငယ်ကိုသေးငယ်လို့မမှုလျောက်စရာဖြစ်နေတယ်ဒါပေမဲ့တစကြည်ထွားလာပြီးတော့ຫນွယ်ပင်ကြီးဖြစ်လာလိမ့်မယ်လို့ငှက်အိုကြီးကပြန်ပြောပါတယ်အဆွေဒီຫນွယ်ပင်ဟာကြီးထွားလာတဲ့အတွက်ငါတို့နဲ့ဘလို့သက်ဆိုင်ပါလဲငါတို့မှာဘာကြောင့်အန္တရာယ်ရှိရမှာလဲလို့ငန်းတကောင်ကမေးပြန်ပါတယ်အဆွေတို့ຫນွယ်ပင်ကြီးထွားလာရင်ခိုင်မာတောင်တင်းပြီးတစ်ပင်ထိပ်ပြားထိရောက်ရှိလာမှာဒီတစ်ခါမုတ်ဆိုးတယောက်ကຫນွယ်ပင်ကိုတွဲခိုးလျက်တစ်ပင်ထိပ်ပြားထိအလွယ်တကူတက်လာပြီးငါတို့ကိုရန်ပြုနိုင်လိမ့်မယ်လို့ငန်းအိုကြီးကပြန်ဖြေပါတယ်ငန်းငှက်တွေကငန်းအိုကြီးရဲ့စကားကိုအလေးမပြုဝိုင်းပြီးတော့ရေမောရင်းနဲ့အိုအဆွေဒီလောက်ထိတွေးပူမနေပါနဲ့ຫນွယ်ပင်ကအလွန်သေးငယ်လာပါသေးတယ်ကြီးထွားဖို့အချိန်များစွာလဲလိုပါသေးတယ်အဆွေတို့ဒီလိုຫນွယ်ပင်သေးငယ်တဲ့အချိန်မှာငါတို့ဝိုင်းဝန်းထိုးစိတ်ဖြစ်စီနိုင်မှာကြီးထွားလာတဲ့အခါလုံးဝဖြစ်စီနိုင်မှာမဟုတ်ဘူးလို့ငန်းအိုကြီးကပြောပြီးမဲလေငန်းငှက်တွေကမနာယူကြဘဲနဲ့စောပါသေးတယ်လိုပါသေးတယ်အစိုးရင်ကြီးလွန်းလာတယ်ဆိုတဲ့စကားတွေနဲ့လှစ်လျူပြူကြပါတယ်ຫນွယ်ပင်ငယ်ကိုဖြစ်စီခြင်းမပြူကြပါဘူးဒီလိုနဲ့ຫນွယ်ပင်ငယ်ကတစနဲ့ကြီးထွားလာပြီးတော့တစ်ပင်ချေရင်ကနေတစ်ပင်အလဲကနေထိပ်ဖျားထိလဲတက်လာပါတယ်ຫນွယ်ပင်ရဲ့ပင်စီမှာလဲတောင်တင်းခိုင်မာပြီးຫນွယ်ကြိုးကြီးအဖြစ်ပြောင်းလဲလာတာပေါ့တမနစ်မှာတော့ငန်းငှက်တွေအားလုံးကအစာရှာထွက်သွားကြတယ်အဲ့ဒီအခါမှာမုတ်ဆိုးတယောက်ကတစ်ပင်အောက်ကိုရောက်လာတယ်သူကတစ်ပင်ကိုမော့ကြည့်ရင်းနဲ့ຫນွယ်ပင်ကိုလည်းမြင်တယ်ငန်းတိုက်တွေကိုလည်းမြင်သွားပါတယ်အိုးငန်းတိုက်များပါလားသူတို့ရှိရာကိုအလွယ်တကူတက်နိုင်မဲ့ຫນွယ်ကြိုးကလည်းအသင်ရှိနေတယ်ငန်းတွေကညနေချမ်းပြန်လာလို့ရှိရင်ဒီခါမှာမလွတ်တမ်းဖမ်းယူရမယ်လို့တကူတည်းပြောရင်းနဲ့ຫນွယ်ကြိုးကိုကင်ပြီးတစ်ပင်ထိပ်ပြားကိုအလွယ်တကူတက်သွားပါတယ်ရောက်တဲ့အခါမှာတော့ပိုက်ကုံကိုဖြန့်ပြီးတော့ထောင်ခဲ့တာပေါ့အဲ့ဒီနောက်အလွယ်တကူပဲတစ်ပင်မောကနေဆင်းပြီးတော့ထွက်ခွာသွားပါတယ်ညနေချမ်းရောက်တဲ့အခါမှာတော့ငန်းငှက်တွေကအစာရှာရာကနေပြန်လာကြတယ်သူတို့ကပိုက်ကုံကိုသတိမပြုမိကြဘူးဝမ်းမြောက်ဝမ်းသာနေပဲတစ်ပင်ထိပ်ပြားစီမှာပြန်ဆင်းနာခိုးကြတယ်အဲ့ဒီအခါမှာပိုက်ကွင်းတွင်ကိုသစင်ကြရောက်ကြတော့တာပေါ့သူတို့ဟာကြောင်ရွံ့ထိတ်လန့်စွာနဲ့အမျိုးမျိုးလုပ်ငန်းလှုပ်ရှားတယ်မရပါဘူးအမျိုးမျိုးအော်ဟစ်အကူကြီးတောင်းကြတယ်မရပါဘူးကေပါယူပါတစားစားနဲ့အော်ဟစ်ညှဉ်းညူကြပါတယ်အချီးနီးပါပဲလေအဲ့ဒီအခါမှာပညာရှိငန်းအိုကြီးကဒီငိမ့်စာနဲ့ပြောဆိုလိုက်တာကတော့အဆွေတို့အခုမှထိတ်လန့်ညှဉ်းညူမနေကြပါနဲ့တော့ကဲမိသူကိုလည်းမျောလင်းတောင်းတမနေကြနဲ့တော့အရင်ကဒီအဖြစ်မျိုးရောက်မှဆိုလို့တင်တို့ကိုငါတတိပေးခဲ့တယ်မဟုတ်ပါလောရွယ်ပင်ငယ်ကိုဖြည့်ဆည်းဖို့ပြောခဲ့တယ်မဟုတ်ပါလောတင်တို့ငါပြောလိုက်မပြုတ်ခဲ့လို့အခုကဘေးတွေ့နေကြပြီနှစ်ပြန်မနဲ့မုတ်ဆိုးရောက်လာလိမ့်မယ်ငါတို့အားလုံးကိုအလွယ်တကူဖမ်းယူတက်ဖြတ်ကြတော့မယ်အဆွေပညာရှိငှက်ကိုငါတို့ကမိုက်မေးခဲ့ကြပါတယ်အစင်ကျင်ကိမဲ့ခဲ့ကြပါတယ်တင်းရဲ့စကားကိုနားမထောင်လို့အခုဘေးတွေ့နေပါပြီငါတို့အားလုံးတောင်းပန်ပါတယ်လွတ်မြောက်နိုင်တဲ့နီလန်းကိုရှာဖွေကြံစပြီးညွှန်ပါလို့ငှက်တွေကငိုယိုပြီးတော့ဝိုင်းဝန်းတောင်းပန်ကြပါတယ်ပညာရှိငှက်အိုကတေချာစဉ်းစားဆင်ခြင်ပြီးငှက်တွေကိုအဆွေတို့မုတ်ဆိုးရောက်လာတဲ့အခါတင်တို့အားလုံးဟာငြိမ်သက်စွာမလို့မရှက်နေကြ
အသက်မရှိဟန်သေဆုံးနေဟန်ဆောင်ရမုတ်ဆိုးဟာငှက်သေးကိုဂယူးပြူမှာမဟုတ်ဘူးငါတို့ကိုမြေပြင်ကိုပစ်ချလိမ့်မယ်အဲ့ဒီအခါမှာမြေပြင်ကိုဆင်းပြီးတော့ငါတို့ကိုယူဆောင်လိမ့်မယ်မုတ်ဆိုးမြေပြင်ကိုမရောက်မီမှာငါတို့ရုတ်တရက်ပြန်တန်းထွက်ပြေးနိုင်တယ်လို့လေးနွက်စာအကြံပေးပါတယ်မနေ့လေးနဲ့အခါမုတ်ဆိုးရောက်လာပြီးငွေကြိုးကိုဆွဲခိုးပြီးတော့တစ်ပင်ထိပ်ပြားကိုတက်လာပါတယ်ပိုက်ကွန်မှာငန်းငှက်တွေကမိနေလို့ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်ဒါပေမဲ့လည်းငန်းငှက်အားလုံးကမလုံးမရှက်ရှိနေတာကိုတွေ့မြင်သွားတော့သူတို့တညလုံးရုန်းကန်လှုပ်ရှားနေကြလို့တည်ဆုံးနေကြပါဘောလို့မုတ်ဆိုးကငှက်တွေကိုတကောင်ပြီးတကောင်ထုတ်ပြီးတော့အောက်ကိုပစ်ချလိုက်ပါတယ်ငှက်တွေကပညာရှိငှက်ကိုညွှန်ပြတဲ့အတိုင်းပဲမြေပေါ်မှာမလုံးမရှက်ငြိမ်သက်စွာနေကြတယ်ငှက်အားလုံးမြေပေါ်ကိုရောက်တာနဲ့တပြိုင်နက်တစ်ပင်ပေါ်ကမုတ်ဆိုးကလည်းဆင်းလာတယ်အဲ့ဒီအချိန်မှာငှက်အားလုံးကထပြီးတော့ပြန်ပြေးကြတာပေါ့မုတ်ဆိုးလဲငန်းငှက်တို့ရဲ့အပြုမှုကိုအံ့ဩစွာငေးမောကြည့်ရှုပြီးကြံရစ်ခဲ့ပါတယ်ပညာရှိကိုစီကပ်မိလို့ငှက်အားလုံးဘေးရန်မှလွတ်မြောက်သွားကြပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်ပါ